Hello အားလုံးပဲမင်္ဂလာပါခင်ဗျာအခုတင်ဆက်ပေးခြင်းတဲ့ဗီဒီယိုလေးကတော့ဒါပရက်တွေကိုကျော်စုကိုချင်းချောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တပ်မတော်သားတို့ရဲ့ပြောကြားချက်လေးကိုအတူတူနားထောင်ကြည့်အောင်ဗျာနော်ကျွန်တော်တို့နာမည်ကြီးဟိုတယ်တွေမှာရောင်းနေတဲ့နော်ကြက်စွပ်ပြုတ်ဝက်စွပ်ပြုတ်တွေကတော့ဘယ်လောက်ပေးရလဲတော့မသိဘူးပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာနောက်ဆုံးပေါ်နေတဲ့စွပ်ပြုတ်တစ်ခုအခုပေါ်လာပြီနော်3000လောက်ပေးရမယ်ပြောတယ်နော်ဟိုစာကလေးကောင်းစွပ်ပြုတ်တဲ့နော်အဲ့တော့ညစူပေါင်းဆက်ပေါင်းနဲ့ကျွန်တော်ဝယ်တော့မယ်ဆိုတော့တယောက်တစ်စုံလောက်တော့တောက်အောင်ပါပေါ့အဲ့လေပြောချင်တာအဲ့ဒါမဟုတ်ပါဘူးနော်ကျွန်တော်ပြည်ပြေးလော်ဘီတွေနော်အဓိကပြောချင်တာပြည်ပြေးလော်ဘီတွေမင်းတို့ကဘာနဲ့သွားတူလဲဆိုတော့လမ်းဘေးကခွေးဝဲသားတွေနဲ့သွားတူနေနော်ဂဲလုံးတစ်လုံးပစ်ထည့်လိုက်တာနဲ့ငါအစာမက်လို့ဝိုင်းပြီးတော့ကြိုက်လိုက်ကြတာနော်ဒါပေမဲ့တိတ်မကြပါဘူးအစာမဟုတ်မဲ့တည်းအဲ့ခွေးဝဲသားတွေကဟိုသူ့ဟာလှုပ်ရှားရှိတာလှုပ်နေရောအခုကမင်းတို့ကခွေးဝဲသားတဲ့ဆိုးတယ်ဘာဖြစ်တော့ဟိုပွဲရှာတဲ့ပို့တစ်ခုကိုတင်လိုက်တာနဲ့မင်းတို့အဲ့ဒါဝိုင်းကြိုက်တာနော်9ရက်နဲ့လည်းမပြီး6ရက်နဲ့လည်းမပြီးနေသိလားမင်းတို့ကကြိုက်လို့မဆုံးတော့ဘူးနော်မင်းတို့ဟိုတယောက်လဲကြိုက်ဒီတယောက်လဲကြိုက်နေတိုးတော့လည်းမင်းတို့တော်တော်ကြားတယ်နော်ဘရိုနီကလည်းဝိုင်းကြိုက်ကြတာပဲဟမ်ဖြူဖြူထွေးထွေးတော့ဝိုင်းကြိုက်ကြတာပဲမပူနဲ့သိလားမင်းတို့နောက်ထပ်ကြိုက်စရာခဲလုံးတွေအများကြီးလာအောင်ပါသဘောပေါက်လားအခုမြန်မာနိုင်ငံမှာခွဲထွက်ပြီးကော်တူလေးနိုင်ငံတီထောင်လိုက်တဲ့အပေါ်မှာဘာတွေဆက်ဖြစ်နိုင်လဲသုံးသပ်ပေးပါလားတဲ့ဆိုတော့ဒါပထမအဦးဆုံးအယူထားမှုတော့မဟုတ်ပါဘူးမြန်မာနိုင်ငံမှာစင်မြိုင်အစိုးရတွေပေါ်ပေါက်ခဲ့တဲ့ခွဲထွက်ရေးတွေကလည်းတောက်လျှောက်တွေလုပ်နေတယ်သူ့ထက်ကိုအများကြီးရှေ့ရောက်ပြီးဖြစ်တဲ့ဝါရိုးတောင်မှပဲဒီလိုမျိုးတွေသမ္မတနိုင်ငံအဖြစ်ကြီးညာရဲတဲ့တက်တီမျိုးမရှိပါဘူးအခုလိုစီးမဲ့ကမ်းမဲ့ဘီလီယနာဖြစ်နေတဲ့ကရင်ပြည်နယ်မှာကရင်သမ္မတနိုင်ငံပေါ်ပေါက်လာဖို့ဆိုတာကဟိုမိုးဝါအဒဇင်လူပီယာအဒဇင်ပြစ်တာမှာထိကျင်ထီအောင်ပဲသူတို့သမ္မတနိုင်ငံတရားဝင်ဖို့ legitimacy ဖြစ်ဖို့အဝေးပါတရားဝင်ဖို့ legitimacy ဖြစ်ဖို့ဆိုတာအဆင့်နေအများကြီးလိုအပ်ပါတယ်ထိုင်ဝမ်လိုနိုင်ငံတောင်မှပဲထိုင်ဝမ်လိုမျိုးတကယ်ကို American support NATO ရဲ့ support ရှိတဲ့ဒီထိုင်ဝမ်ကျွန်းကြီးတောင်မှပဲတရုတ်ပြည်မှာကြီးကသူ့အပိုင်းဆိုပြီးတော့ claim နေတဲ့အတွက်ကြောင့်မလို့ကမ္ဘာနိုင်ငံတော်တော်များများကသူ့ကိုနိုင်ငံဖြစ်မတတ်မှတ်ပါဘူးပြီးတော့တရုတ်ကလည်းတပြည်တည်းမူဝါဒရှိတဲ့အတွက်ကြောင့်မလို့သူကိုယ်တိုင်တောင်မှပဲသူ့ပြည်ကနေပြီးခွဲထွက်တာတွေကိုသူကလက်မခံတဲ့အတွက်ကြောင့်မလို့တရုတ်ပြည်အနေနဲ့တောင်မှပဲမြန်မာနိုင်ငံမှာရှိတဲ့နယ်နိမိတ်တွေကိုခွဲထွက်ဖို့ပြောင်းတင်းလုပ်နိုင်တဲ့အခြေမျိုးမရှိပါဘူး။ဒါကြောင့်ကော်တူလေးနိုင်ငံတီထောင်နိုင်မှုဆိုတာကရင်အချင်းချင်းတောင်ပြန်ညှိလိုက်ပါအောင်။ KNU ကလည်းလုံးဝလက်မခံပါအောင်မထောက်ခံပါဘူးဆိုတဲ့စကားတွေပြောထားတာရှိပါတယ်။ဘောကျော်ဟဲတို့နော်ဖထိုစောသမိန်ထွန်းတို့အများကြီး DKBA တို့အဖွဲ့တွေအများကြီးကွဲနေတဲ့ကြားထဲမှာဘာသာရေးအရာလည်းပို့တိုက်မှုတွေရှိပါတယ်အခုနယ်သားများတို့ကခရစ်ယာန်ဖြစ်ပါတယ် DKBA ကရင်တွေဗုဒ္ဓဘာသာကရင်တွေဟာကရင်ပြည်နယ်တဝက်ကျော်မကဘူးရှိပါတယ်ဒါကြောင့်မလို့စီလုံးညီညွတ်တဲ့ကရင်လူမျိုးတွေပြည်ထောင်စုစိတ်သက်ရှိတဲ့ကရင်လူမျိုးတွေဟာမြန်မာနိုင်ငံတွင်းမှာပဲဒန်းတူကြီးတို့အခွင့်အရေးရရှိဖို့မြန်မာပြည်ကြီးကိုတူတူတည်ထောင်ဖို့စတဲ့ရည်ရွယ်ချက်တွေပဲရှိပါတယ်နယ်သားများလိုမျိုးထိုင်းနိုင်ငံသားခံယူပြီးတော့အနောက်ဥရောပရဲ့အထောက်ပံ့ကိုမျှော်နေတဲ့ကရင်အုပ်စုတစုလေးကထပြီးကိုတမနာတွေဘွဲတွေပေးထပြီးတော့ဝန်ကြီးချုပ်တွေပေးဒါမျိုးတွေကတော့လုပ်လို့သာရမယ်ဆိုလို့ရှိရင်ကမ္ဘာနိုင်ငံဘယ်နိုင်ငံမှတော့မှပဲအခုမြေပုံတိုင်းကြံမှာမဟုတ်တော့ပါဘူးနိုင်ငံတနိုင်ငံတည်ထောင်မှုဆိုတာဟာအမတန်မှခက်ခဲပါတယ်မြန်မာနိုင်ငံတောင်တန်းနဲ့ပြည်မှပေါင်းစည်းဖို့တောင်မှပဲဗိုလ်ချုပ်အောင်ဆန်းတို့ဟာနော်တမျိုးဝင်တရွာထက်ကိုအများကြီးစီးရုံးခဲ့ရတာဖြစ်ပါတယ်အဲ့လိုမျိုးပဲကရင်အဖွဲ့တွေအများကြီးသဘောတူညီမှုရရှိပြီးရင်တောင်မှပဲပြည်မကြီးမှာရှိတဲ့မွန်တို့ဗမာတို့တခြားသောရှမ်းတို့တိုင်းရင်းသားတွေနဲ့ဆက်လက်ပြီးတော့ဆွေးနွေးညှိနှိုင်းအောင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့နေသားများရဲ့ပြောဆိုမှုဟာအာဏာယူမှုတသက်တစ်ခုသာဖြစ်ကြောင်းပြောကြားရင်းနဲ့ညီကုန်းချုပ်လိုက်မင်္ဂလာပါဗျကျွန်တော်တို့မြန်မာနိုင်ငံကြီးရဲ့တိုးတက်မှုများနော်ဒီရေလားပဲဗျအခုပါကျွန်တော်မြန်မာနိုင်ငံထဲမှာနိုင်ငံတနိုင်ငံထပ်တိုးတယ်ဟုတ်လားကျွန်တော်ထင်တယ်ကြက်မပြည့်ဘူးဆေးမတောက်ကြဘူးလို့ကျွန်တော်ပြောတယ်ဆေးမတောက်ကြဘူးကြက်မပြည့်ဘူးလို့ဆိုတော့လေတင်တော်ကြီးကလေးဘွားတွေရနေ့ချိန်ဒီတင်ကြားခဲ့တဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့မြေပုံကိုအောက်ပန်း40တွေလုံနေကြတယ်ပေါ့နော်လုံနေကြတယ်တော့ကြဟိုကစောက်လုံးနောက်လို့လေနဲ့ဘုံကျဲတော်မှာမြန်မာပြည်သူတွေဟိုရဲဆက်တယ်တို့နော်နိုင်နဲ့စီးနေလောက်တယ်တို့အဲ့ကြတော့မှပြည်သူဆိုတဲ့အတန်နဲ့မအော်ပါနဲ့နော်
အနေတိုင်းဆင်ញင်ကြပါဗျာအနေတိုင်းဆင်ញင်ကြပါလေဗျာနော်နှစ်90ကျော်ဒီမှာတို့လောက်တာလဲမနိုင်မှန်းလည်းသိတယ်ဒီမှာတို့ဘာတွေရှောက်ပြီးတော့လောက်နေကြရလဲ